ကောင်းတယ်ကောင်းနေရမ်းမဆွဲရောဒိုင်းလဲဆွဲထမင်းလေးနဲ့လဲစားဒီဘာသာသမင်းနဲ့ပဲစားခိုင်းတာအားလုံးမင်္ဂလာပါစမယ်ကျေးဇူးပါတယ်မမေဆန်အောင်တော့မြင်တာကြာပြီပေါ့နော်မမေဆန်ရဲ့ရမ်းချော့တဲ့အမေကိုမမြင်ဘူးမှလားဒီမှာပါပြုံးကြီးကြည့်မမေဆန်အမေကိုမမေဆန်ဒီနေ့လက်ဖက်တုပ်ကြွေးမှာပေါ့နော်အမှန်တကယ်ကတော့အမေပဲတုပ်ထားတာအမေပဲလှီးတာမှာလက်ပြန်ကြော်ပါတယ်လက်ဖက်ပါပါလေကျွန်တော်တော့မမေဆက်တုပ်ပြီးမှဖြစ်ပါတယ်နော်ခင်းနေရင်တဲ့စင်ပြီးတော့ထည့်လိုက်တယ်လေရင်းတက်တယ်မေးရပြီဆိုပြောမီဒီစားတယ်ဒီမှာကျွေးထွက်နေစားရင်နေပိတ်တော့မကျွေးတော့ရင်ဆွဲတယ်အကောင်မင်းနဲ့ထည့်ပြီးတုံးလိုက်ကောင်းတယ်ကောင်းနေရမ်းမဆွဲရောဒိုင်းလဲဆွဲထမင်းလေးနဲ့လဲစားဒီဘာသာသမင်းနဲ့ပဲစားခိုင်းတာဖတ်သမင်းလေးဖတ်လေးနဲ့သမင်းလေးနဲ့ဘာသာသမင်းနဲ့စားခိုင်းဆိုတော့ तू တုတ်စားဟာနည်းနည်းအဆက်လေးများတယ်ပြီးနောက်ထပ်လက်ဖက်ညွန့်နဲ့ကြောအချိုလေးအချိုအစိတ်ဒါကြည့်ပါဦးအချိုရတယ်နည်းနည်းမနိုင်ရမယ်ပွဲတင်လာပါဆိုဒီလိုမျိုးအချိုရင်းနဲ့တင်နော်အဖွားတင်နှိုက်စားနေကြရတာဒါလက်ဖက်ချင်ဆက်ဒီဘက်ကကျတော့၄မျိုးဆက်မင်းအကြိုက်ဆုံးပြပြ၄မျိုးဆက်ဘာလို့ခေါ်သေးလဲ၄မျိုးဆက်ကဘယ်၄မျိုးဆက်ဘယ်၄မျိုးဒီဘေးနားလေးကရလေးမျိုးဟောအဲ့လိုမျိုးโอเคမှန်တယ်၄မျိုးဆက်ကမှ तू ကစိတ်သားနဲ့စိတ်သားလက်ဖက်ပေါ့ပေါ့ဒါခုနကဒါတုတ်စားတာရနဆက်တဲ့ဘက်ကိုသွားတယ်တော့တုတ်စားဖို့ပေါ့တော့ဗောနော်တုတ်စားရင်ကောင်းအောင်လို့ तू ကရတာအဲ့လိုလေးဖြစ်တယ်ဒါပေမဲ့မင်းဆန်အကြိုက်ဆုံးကတော့ဒီစိတ်သား၄မျိုးဆက်ကိုကြိုက်တယ်စိတ်သားနဲ့၄မျိုးဆက်ကမှမိုက်တယ်မျိုးဆက်နဲ့ထမင်းနေနဲ့ကောင်းအဲ့ဒါညာထဲမှာဒီစိတ်သားလက်ဖက်၄မျိုးဆက်အကောင်းဆုံးမှာရှေ့ကောင်းတယ်ဗျာတောင်းရမို့မဒီလက်ဖက်တွေအများကြီးပဲဘယ်လက်ဖက်ကြိုက်ဆောင်လဲစိတ်သားလက်ဖက်ကြိုက်တူပါစိတ်သားရတာတော့ရှိရစိတ်သားလက်ဖက်စိတ်သားလက်ဖက်ကိုပထမကြိုက်တယ်ဒုတိယကဒီလက်ဖက်အညွတ်အချိုတူတူပဲဒါလည်းဒီအချိုလေးကိုကြိုက်တယ်ချိုကြိုက်ရခဏစားပြရဲ့ကံပွင့်လက်ဖက်တွေမှာအများကြီးရှိအောင်နော်ဒါမြင်းညံမှာဆယ်လီတော်တော်များတည်ရအဲ့တော့အကြိုက်ဆုံးကတော့ဒနနန်စိတ်သားဇယန်လက်ဖက်၄မျိုးဆက်ဖြစ်ပါတယ်သူအရသာခုနထမင်းနဲ့ပဲစားတုပ်ပြီးတော့ပဲစားဒီတိုင်းပဲနှိုက်စားတော်တော်စားကောင်းတာရမ်းကြိုက်အဲ့တော့ဒါမျိုးတပူးပါတယ်ပြီးလို့ရှိရင်သူကဒီဘက်မှာကျတော့ဒီပဲစုံနှစ်ပြန်ကျော်နဲ့ဒီလိုဘူးလေးနဲ့ဒါမျိုးတူတူတွဲပြီးဝယ်လို့ရတယ်အဲ့တော့ဒုတိယအကြိုက်ဆုံးကဘာလဲဆိုရှင်လက်ဖက်ညွန့်နဲ့သူကအချိုရတာလေးနဲ့နိုင်စားရကောင်းထူးခြားတဲ့ခုကတားမိလို့မပြောနှစ်ယောက်လုံးကဒီနှစ်ခုကိုကြိုက်ကိုကချင်းဆက်လေးကြိုင်ချင်းဆက်စားလို့ရတယ်၄မျိုးဆက်အတောင်းပါစားရင်ဒီဘက်က၄မျိုးဆက်စားလို့ရတယ်မင်းဆိုင်အကြိုက်ကတော့အဲဒီစိတ်သားပါတဲ့ဟာနဲ့ရိုးလက်ဖက်ညွန့်အနှက်ကိုကြိုက်ဆုံးပဲသူကတာရှိကန်စေးမတုံးထားဘူးပေါ့နော်အဲမှာစိုးစေးပါလည်းမပါဘူးအဲကြောင့်မို့သူကဒီရေကက်တိုင်မှာထည့်ပြီးတော့ရောင်းတာမင်းကခုနဒါပြတော့ဘာလဲပေါ့6လခန့်နေတဲ့ရေကက်တိုင်မှာထားလို့ရှိရင်မင်းဆိုင်ကြိုက်တဲ့ဒီကံပွင့်စိတ်သားဇီယန်လက်ဖက်ကိုစားညင်လို့ရှိရင်ဒီဆာဆန်လန်ထဲမှာရှိရဲ့ကိုကောင်လက်ဖေးဆိုင်မှာမနက်ဖြန်ဆိုရင်10 17 12ဒီ3ရက်အတွင်းမှာဝယ်မယ်ဆိုလို့ရှိရင်25%ရှော့ပေးရ
ပြီးတော့အဲ့ဆိုင်သွားမယ်ဆိုရှင်လေကိုကအဝဲကမှာမီးကျင်တယ်ဆိုရှင်လေသူကအဲ့လိုမျိုးအမီးလေးကျွေးဆိုတော့အဲ့ဒါကိုမီးကြည့်လိုက်မီးလို့ကြက်တယ်ဆိုလို့ရှင်ဝယ်လာခဲ့လိုက်နော်အားလုံးကျေးဇူးများတင်ပါတယ်တရာ